ဒီတိုင်းပြည်ကပျက်စီးသွားပြီကိုမတရားနေဖို့ရဲ့ရန်သူတွေကြားရှုံးတဲ့အခါလက်ခုပ်တီးဖို့ရဲ့လင်းကိစ္စနဲ့အစာအိမ်အတွက်တားနှက်ဖို့ရဲ့အဲ့ဒါထက်ပိုတာဘာရှိသေးလို့လဲကျမတို့အားလုံးဟာတစ်တဟောင်းတစ်ခုကိုဖွင့်လိုက်တဲ့အခါပြည့်ထွက်လာတဲ့ပိုးဟက်တွေလိုပဲမိခွန်းကအချစ်နဲ့အသက်ရှင်ကြရဲ့မလားတိမှုတွေအားလုံးကိုမေးစေထိုးပြီးပိုးဟက်တကောင်လိုနေထိုင်သွားမလားတဲ့မြို့ကိုတွေစိုက်နေတဲ့တောင်တန်းအညိုကိုလိုနီခေတ်လက်ရဟန်နဲ့ထေဝါခန့်ညားတဲ့အစာအုံးများလက်မကြီးရဲ့တစ်ဖက်ချမ်းကနေမြို့ဝါခွက်တွေကိုစိတ်နာနာနဲ့ဖြတ်ကူးသွားကြကုန်အချစ်ကြည်စံညှင်းစီနေများကျမတို့ဟာတန်ကြီးတက်နေတဲ့ဘတ်စကားကြီးထဲမှာပိတ်မိနေတဲ့အယူတွေအိမ်မပြန်နိုင်တဲ့အဆန်အကျွေးကိုเจ้าနဲ့ကိုကြည်ကွဲနေတဲ့တစီအများစုကကိုနာကျင်မှုအားလုံးကိုသားပေါ်မှာတက်တူးရေးပြီးတည်တဲ့အထိအော်တော့ကြတဲ့ကောင်းတွေကြီးပဲကိုအဲ့ဒီထဲကကျမဟာအဖြူနဲ့အစိမ့်ဝတ်ထားတဲ့ဝန်ပလွေစာသင်ခန်းတစ်ခုလုံးရဲ့ကင်ဆာဆဲပညာရေးတစ်ခုလုံးရဲ့အညီအဟောက်နာသုံးနာနဲ့မပြေဝသူနန္ဒောအနန္တ၅ပါးရဲ့အပြင်ဘက်ကမိစ္ဆာဒိဋ္ဌိရဲတော့ရရတာကိုရဲ့အမောင်ထဲမှာသစိမ့်နဲ့သစိမ့်ကျင်းသားရနေတဲ့မျက်လုံးချင်းစကားပြောနေကြတာပြီးတော့လင်းရောင်ကိုတရခွန်မော်တင်းပြီးခေါင်းပြတ်တက်ဖို့တွန်းအားပေးနေတဲ့လူအုပ်ကြီးကျမဟာရန်သူတူလက်ကြော်တဲ့စိတ်ဝင်နေတဲ့မုံကိုလောက်ပွဲဖန်တီးထားတဲ့အသင်းတွေကခိုးသမားမြုံနေတဲ့မိမတယောက်ရဲ့တဲ့အိမ်ဒါမှမဟုတ်အငှားကိုဝင်ဆောင်မိမရဲ့မိခင်မြတ်တာဒါကိုသူတို့ကမင်္ဂလာပါဆရာမတဲ့ကျမဘာကိုဖျက်ရိုက်သွားတဲ့အဖြူရောင်တွေကို့သားကိုဓာတ်နဲ့လီးပြီးကို့သမိုင်းကိုရေးရတာတိတ်နာတာပဲကိုကျမရခဲ့တဲ့အဲ့ဒီຢာတွေဟာကျမမရခဲ့တဲ့အမှန်တရားဘက်ကလာတဲ့အရာတွေပဲပြုပြင်ရေးအမြင်နဲ့တရေဘောကြောင်နေမဲ့အစားမိုက်ပြီးသားတွန်းနဲ့ထဲကနေတယောက်ယောက်ဖောက်ခွဲလိုက်တဲ့အသေးခံဘုံဟာကျမဖြစ်ချင်ဖြစ်မှာပေါ့လေအဲ့ဒီတွန်းတွေကိုခုံစင်းကနေပိုးဟက်တွေထွက်ကျမဟာအချက်ပြတဲ့အတားအဆီးဖြစ်ရင်အဲ့ဒါကိုကြပြတဲ့ထင့်မရေးပါနဲ့တော့ကိုပြောမှုတဲ့စကားရှိတယ်လေတရားမျှတမှုနဲ့အမှန်တရားဆိုတာဆန့်ကျင်ဘက်ကမဟုတ်ရင်မသေးကြဘူးဆိုချချီစပိုင်တယောက်လိုနေထိုင်ဖို့ပန်တီတစ်လုံးလိုကျင့်ရတယ်တဲ့အန်ဒရိုစနိုဒင်ဟာကျမအတွက်ပေါင်းမုံဘူးလိုတစ်လုံးပဲအထက်ကနေဖောက်ခွဲမှရန်သူဆိုတာအထိနာမှာပေါ့ကိုရဲ့ကိုဒီမှကြည်စမ်းကျမလက်ထဲမှာမြင်နေဖို့ပင်တစ်ချောင်းဒါဟာတိုင်းပြည်ရဲ့အလှည့်ပြောင်းပဲဒီဖို့ပင်ထဲမှာဘဝတွေရှိတယ်ပင်လယ်နဲ့တောင်တန်းတွေကိုဆက်ထားတဲ့တက်တန်တွေလည်းရှိတယ်အစိမ်းအောင်တော့အုပ်တစ်ခုလည်းရှိတယ်ကျမဘာလုပ်မယ်ထင်လဲကိုအဲ့ဒီမီနီတစ်ချောင်းနဲ့ပဲကျမသူတို့အားလုံးကိုဘင်းချိုစေခဲ့တယ်တိုးရင်းစီကတင်းမိတ်ပေးထားတဲ့သိုးတွေလိုကျမဟာအဲ့ဒီသိုးတွေကိုစာသင်ခန်းထဲကနေမောင်းထုတ်ပစ်တယ်ဒီကောင်တွေလူရမဝင်ဖို့နဲ့ပညာတတ်ဖြစ်မသွားဘူးတိတ်လို့တယ်အဲ့ဒီသိုးပေါက်စာတွေအတွက်ဘယ်လမ်းမှရွေးစရာမရှိတော့တဲ့အခါတိုးတဲ့ရောက်သွားဖို့ဟာကျမရဲ့တော်လန်ရေးပဲနှုရင်ဘက်မျိုးကလေးဟာဟီတလာကိုမွေးပေးလိုက်ပြီးနီရှိရဘုရားသခင်ကိုတတ်လိုက်တယ်လို့ပေါ့ကျမလည်းစာသင်ခန်းတစ်ခုလုံးကိုတတ်ပစ်လိုက်တယ်အများစုကလီယိုနာဒိုဒီကာပရီယိုတွေဖြစ်ကုန်တယ်စီဂရက်တောက်ရင်နှက်ခမ်းမှာဟောတယ်လို့သိထားရတယ်ဆိုတာကအစဓခွဲကန်းတွေကပိုတန်စီယန်တွေစုံခွန်အားဖြည့်မိငယ်များဝေးခဲ့ပြီးပန်းခရံများမောက်မျက်ရည်ဝိုင်းများဖြစ်အောင်ဂတာတွေကိုပုံပြောင်းလက်စင်တွေထုတ်လိုက်ကြတယ်ရာဇကုမာရကြောက်စာအထက်ချေးဝတ်ထားတဲ့နိုင်ရီတွေကပိုပြီးစုညံစေတယ်မှုရင်ပန်းထိုင်တွေဟာရှင်မာတီလဝန်တကိုကျိုးစင်ပေါ်တင်းပြီးမောင်းခလုတ်ကိုဖြုတ်ချပစ်လိုက်တယ်မပန်ရလဲမပန်ခြင်းကြပြာထက်လင်းပြစ်မှညီခြင်းဟာမိမ့်မပူဆန်လာတော့တယ်တွေ့လားကိုဒီလူအဖွဲစီးရဲ့မျိုးဆက်ဟာကျမအတွက်တိမ့်ပတ်ရလွယ်တဲ့ဝါစောမျိုးကလေးပဲရေစရာတိတ်ကောင်းတာကဖြူစင်းယူနီဖောင်းဝတ်တယောက်ကတိုင်းပြည်ရဲ့အနာဂတ်ကိုမိရှို့လိုက်တာကျမဟာတိတ်ရဆက်တယ်လို့ကိုပြောပေါ့လူငယ်ဘဝဆိုတာလင်းကိစ္စကိုဦးစားပေးမယ်လက်ဖက်ရည်ဆိုင်မှာအချိန်ဖြုံးမယ်ရန်ဖြစ်ရတာကိုရတာတွေးပြီးအချစ်အကြောင်းတွေရေးကြီးခွင်ကျဲပြောမယ်တခါတလေလိပ်ပြတခါတလေမမကဘာဖြစ်တာညာဖြစ်တာတွေပေါ့ကိုရတတုအစ်စ်တွေတစ်ခုပြီးတစ်ခုထိုးမယ်
ဘောင်းမီအဟောင်းတွေပြန်ဝင်မယ်ကွင်းရဆိုင်မှာဟိုဟာဒီဟာဝယ်လို့ရမယ်ကြောင်းတရင်နဲ့ချင်းရိုက်မယ်ဒီကောင်တွေအတွက်များများစားစားမလို့ဘူးရန်သူကိုရန်သူမှန်းသိတယ်ဖို့ရဲ့ဒီလူအဖွဲ့အစည်းကိုအစိုးမြင်ဖို့ရဲ့အဲ့ဒါဟာကျမရေးလိုက်တဲ့အနီအောင်ကားပဲဒီကောင်တွေအားလုံးလဲတိတ်မထူးကိုတို့ဝတ်ခဲ့တဲ့တီရှပ်အဟောင်းတွေကိုပြန်ဝတ်ရတာပဲကိုတို့တုန်းကဘောင်းမီအိတ်ထဲလက်နိုင်ထားတာနဲ့ဒီကောင်တွေကြောဖို့အိတ်ထဲလက်နိုင်တာဓမြောင်နဲ့အိုင်ဖုန်းတစ်ခုပဲကွာတယ်အစိုးမြင်ဝါရီများအားဆန့်ကျင်ကြဆိုတာကိုသင်ကြားရင်လောကကြီးကိုအစိုးမြင်လာကြတဲ့ကောင်တွေအဲ့ဒီအစိုးမြင်မှုဆိုတာကတကယ်ထူးချွန်းပဲတိုးတွေမွေးဖွားရှင်သန်နေသမျှတိုးကြောင်းသားဆိုတာအာနာရှင်ပဲကျမဟာအဲ့ဒီတိုးတွေကိုအမောင်တို့အမိတို့ဟာဝန်ပလွေတွေပါလို့လိန်ညာတင်ကြသူတိုးထင်းတွေကိုတော်လန်ကြဖို့တိုးတွေကိုဝန်ပလွေကြီးခြုံစေခဲ့သူခက်တာကတိုးတွေဟာတိုးတွေအချင်းချင်းအကောင်းမြင်လွန်အားကြီးတယ်ကောင်းမြင်စိတ်ဟာဘယ်တော့မှအလင်းရောင်မဟုတ်ဘူး Fright ကိုကျမအတိအကျဆန့်ကျင်တယ်ကျမဟာလစ်ဘီယန်မိန်းမတယောက်လိုစိုက်ကိုလူသက်ကားတဲ့ကလူအဖွဲ့စိတ်တစ်ခုလုံးကိုမုံတီးပြီးအကြောင်းမဲ့ပြစ်ဒဏ်နေတဲ့ဂျော်ကာလိုပိုင်ဆိုင်မှုကိုဘယ်သူမှကြားကြီးတိမ့်ထားလို့မရဘူးဆိုတဲ့ပင်လေဓမြတယောက်ရဲ့ခံယူချက်လိုနှင်းစီတခင်လုံးကိုကိုယ်တိုင်စိုက်ပြိုးပြီးကိုယ်တိုင်ခုတ်ပိုင်းတက်ဖြတ်ပစ်လိုက်တဲ့ဘရင်ကြီးဇက်လိုပေါ့အကြောက်တရားဟာလူတစ်ယောက်ကိုပုံရှိုးကွယ်ရှိုးတေဆုံးစေနိုင်တယ်တဲ့အမှုပညာဟာဓာတ်တစ်ချောင်းဖြစ်ရင်ဖြစ်မဖြစ်ရင်စင်ကြံတို့တရားဟာကိုယ့်ဘက်ကခံတတ်ပဲမိချောင်းနဲ့တဲ့အောင်ပေါင်းရတဲ့ငါပြီးတော့ဒုသက်သမားဆေးပြင်းလိပ်မိခိုးတွေဝေနေတဲ့ကြဗျာပြီးတော့အယ်ဖာကက်စ်တကောင်ကိုလက်မောင်ကြက်သားအဆိုင်ခဲမှာခိုးတွဲထားတဲ့ပင်ကူအိမ်မြန်းတန်းငှက်တကောင်ထိုးစိတ်သွားတဲ့ကောက်နယ်တစ်ချောင်းအရာအလုံးကိုကင်းပတ်ပြားပေါ်မှာတစ်ခုချင်းစီချထားပြီးကျမဟာကိုရေးလိုက်တဲ့အခရိုင်းလီပကြီးကကိုမိရှို့ထားတဲ့အလင်းရောင်တဲ့ခစ်ကြီးကဆာလောင်လွန်းမာတဲ့ကိုရအသက်ရှင်တဲ့လူသေးတွေပေါ်ပြီးပြည့်စိတ်တန်းရှည်ကြီးလိုဥတီယာမဲ့ရှောက်သွားနေကြတယ်ယုံကြည်ရမဲ့ချင်းအချစ်ပတ်စံအဟောင်းပိုင်ရှင်မဲ့အလောင်းတွေတိတ်ပေါ်တယ်အမှန်တရားကရှိပေမဲ့30ရာနေရာမရှိတာကလည်းခက်တယ်ကော်ဖီတွေအေးတော့မယ်ကိုနီးဆုံးရာတွေဆိုတာဘဝတစ်ခုလုံးခံစားရမယ်စိတ်ပိုင်းတွေပဲတိမ်သားစိန်ငယ်တစ်ခုဖြူစင်သွားတယ်ဆိုတာကအစကြောင်ဝါလေးတစ်ကောင်ရဲ့ပုတ်တိပုတ်တဲ့ညင်တာမှုအစုံကိုရဲ့လက်ပတ်ကလေးစီကခြီစရာကြိုးအထိပါကျမဟာမက်ကီဝေးတစ်ခုလုံးကိုအပန့်ရခြင်းသူအချစ်ဆိုတာစိတ်ကူးရင်ပေါ်ကောင်းရုံကလေးပဲဆိုပြီးမြဲကိုအတွက်အတ္တထက်အချိုးပိုးထည့်ထားတဲ့ကော်ဖီပါစိတ်ချလက်ချတောက်ပါကို Kill Me If You Can ရုပ်ရှင်တွေကပုံမြင်ထဲမှာကြွက်ကလေးနှစ်ကောင်မလိုင်ပုံနဲ့ကျသွားတယ်ပထမတစ်ကောင်ကစိတ်တက်ကြပြီးတည်သွားတယ်ဒုတိယတစ်ကောင်ကမလိုင်တွေခဲအောင်ဆောင်ရင်းဒိန်ငယ်ဖြစ်တဲ့အချိန်မှအပေါ်ပြန်တက်လာတယ်လူတွေဟာဒုတိယကြွက်ကလေးကိုဝိုင်းအားပေးကြမှာပဲတကယ်လို့များကျမဟာလမ်းတစ်ခုခုစီကပြန်မလာနိုင်ခဲ့ရင်အကယ်၍များစူးဝါးတဲ့အော်သံတစ်ခုကြားခဲ့ရင်ခန်းစည်းလိုက်ကပေါ်မှာလိပ်ပြာတစ်ကောင်လာနာခဲ့ရင်ပထမကြွက်ကလေးဟာလည်းနောက်ဆုံးအချိန်ထိစူးစမ်းခဲ့တယ်ဆိုတာနောက်အိမ်မက်တစ်ခုမှာပြောပြအောင်ပြောပြလိုက်ပါကိုတန်ဆူကြိုးတန်းပေါ်ကလက်မရွံ့ပေါ်ပင်ဂျွန်နေဝါ